အားလုံးပဲမင်္ဂလာပါ Silent Night ကနေပြန်လည်ကြိုဆိုပါရစေ။အရင်တစ်ပတ်ကကျွန်တော်တို့လေ့လာသွားတာကစားကောင်လေးတွေဘယ်လိုရွှေ့လဲတန်ဖိုးတွေသူတို့ရဲ့ rotation လေးတွေဒီကစားကောင်၅ကောင်ရဲ့အကြောင်းကိုလေ့လာထားတာဖြစ်ပါတယ်။ဒီနေ့ထပ်မံပြီးတော့လေ့လာမှာကတော့ pawn အကြောင်းပဲဖြစ်ပါတယ် the pawn အဲ့တော့ pawn လေးတွေဘယ်လိုသွားတယ်ဘယ်လိုစားရဲသူ့ကိုဘယ်လိုမျိုး rotation တွေနဲ့မှတ်လဲဆိုတော့ဒီသင်ခန်းစာမှာလေ့လာမှာဖြစ်ပါတယ်။အဲ့တော့ပထမဆုံးအနေနဲ့ပေါင်းကဆိုရင်တစ်ဖက်မှာ၈ကောင်စီပါပြီးတော့ရုတ်တရက်ကြည့်ရင်အင်အားအနည်းဆုံးလို့ထင်ရပါတယ်။စွမ်းအားအနည်းဆုံးလို့လည်းထင်ရပါတယ်။ဒါပေမဲ့ဒီကောင်လေးတွေကသူတို့မှာတန်ဖိုးအမှတ်အနေနဲ့အနည်းဆုံးဆိုပြီးမဲ့ဒီကစားကောင်လေးတွေကပဲကစားပွဲတစ်ပွဲလုံးကိုအနိုင်ရှုံးဆုပ်ပြပေးတဲ့အခါမှာအရင်ရေးပါတဲ့အခန်းကဏ္ဍလေးပါဝင်ပါတယ်။ဟုတ်ပြီဒါဆိုရင်ဒီကစားကောင်လေးတွေကိုဘယ်လိုခေါ်လဲဆိုတော့ပေါင်းလို့ခေါ်ပါတယ်။သင်္ကေတအနေနဲ့ဆိုရင်သူတို့ကိုရှေ့မှာ king ဆိုရင် k queen ဆိုရင် q လို့သတ်မှတ်ပြီးမယ်ဒီမှာပေါင်းလေးတွေကိုကျတော့အဲ့လိုနာမည်နဲ့မသတ်မှတ်ဘူးသူတို့ကိုသူတို့ရောက်ရှိနေတဲ့ square နဲ့ပဲသတ်မှတ်တယ်ဥပမာဒီပေါင်းလေးကိုနှစ်ခွက်ရွှေ့လိုက်တယ်ဆိုရင်ဒါကို f4 pf4 လို့ရေးကြမလို့ f4 လို့ရေးရင်ရပါပြီဟုတ်ပြီဒါက notation နဲ့ဆိုင်တဲ့ဟာကိုပြောတာပါအဲ့တော့အရင်ဆုံးအနေနဲ့ပွန်းလေးတွေဘယ်လိုသွားလဲဆိုတော့ကျွန်တော်ကြည့်ပါမယ်ဖုန်းကဘယ်လိုသွားလဲဆိုတော့တစ်ခါသွားရင်တစ်ကွက်ပဲသွားတယ်အရှိကိုတက်တက်သွားပါတယ်အမြဲတမ်းမှတ်ထားမယ်ပွန်းလေးတွေကတစ်ခါသွားရင်တစ်ကွက်သွားတယ်အရှိကိုတက်တက်သွားတယ်ဒါပေမဲ့လို့တဲ့သူကလုံးဝမရွှေ့ရသေးဘူးအဖြူအနေနဲ့ဆိုရင် second run မှာအမဲအနေနဲ့ဆိုရင်7 run မှာရောက်နေတဲ့အခါမျိုးမှာလုံးဝမရွှေ့ရသေးတဲ့ပွန်းလေးတွေမှာဆိုရင်တော့အခွင့်အရေးသူတို့မှာရှိပါတယ်အဲ့ဒါကဘာအခွင့်အရေးလဲဆိုတော့ပထမဆုံးရွှေ့လက်မှာတစ်ခွက်ပဲရွှေ့ခြင်းလည်းရတယ်ဒါမှမဟုတ်နှစ်ကွက်ရွှေ့ခြင်းလည်းရပါတယ်ဒီဟာကိုကျွန်တော်တို့သိထားပါမယ်ဒီပွန်းလေးတွေကတစ်ခွက်ပဲရွှေ့ခြင်းလည်းရတယ်နှစ်ကွက်လည်းရွှေ့ခြင်းလည်းရတယ်ဥပမာဒီမှာ F4 လေးကိုနှစ်ကွက်ရွှေ့ပါမယ်သူကတစ်ခွက်ပဲရွှေ့လည်းရတယ်ကိုကဒီနေရာမှာတစ်ခွက်ရွှေ့ခြင်းလည်းရပါတယ်ဒါပေမဲ့လို့တဲ့ဒီရွှေပြီးသားကောင်ဟုတ်ပြီနော်ရွှေပြီးသားကစားကောင်ကတော့ပုံကတော့ဆက်တက်မယ်ဆိုရင်နှစ်ကွက်သွားလို့ရလားဆိုနှစ်ကွက်သွားလို့မရတော့ပါဘူးသူ့ရဲ့အခွင့်အရေးကကုန်သွားပါပြီအဲ့တော့သူကထွက်ခြင်းတစ်ကွက်ပဲသွားလို့ရပါအဲ့တော့အမှတ်ထားမှာကပုံလေးတွေကတစ်ခါသွားရင်တစ်ကွက်ပဲသွားလို့ရတယ်ပထမဆုံးမရွှေ့ရသေးတဲ့ run မှာဆိုရင်သူကနှစ်ကွက်သွားခြင်းလည်းရပါတယ်ဒါပေမဲ့ first run second run ကိုကြော်ပြီးသူတို့ဖြူအတွက်ဆိုရင် second round ကိုကျော်ပြီးအမဲအတွက်ဆိုရင်8 round ကို7 round ကိုကျော်ပြီးဆိုတာနဲ့တစ်ခွက်ချင်းပဲတွားလို့ရတာမယ်ဒါကပွန်းလေးတွေဘယ်လိုတွားရလဲဆိုတာကိုပြောတာဖြစ်ပါတယ်အဲ့တော့ကိုကမှတ်ထားမှာပွန်းလေးတွေကတွားပြီးဆိုအမြဲတမ်းရှေ့ကိုတက်တက်တွားတယ်တစ်ခွက်ပဲတွားတယ်ဒါပေမဲ့ပထမဆုံးလုံးဝမရွှေ့ရသေးတဲ့ rank ကနေပြီးဆိုရင်သူတို့ကနှစ်ခွက်ရွှေ့ခြင်းလည်းရတယ်တစ်ခွက်ရွှေ့ခြင်းလည်းရတယ်ဒါပေမဲ့ရွှေ့ပြီးတာကစားကောင်ကတော့တစ်ခွက်ပဲဆက်ပြီးရွှေ့လို့ရတာပဲဒါကိုမှတ်ထားပါမယ်အဲ့တော့နောက်တစ်ခုကိုကဒီပွန်းမှာမှတ်ထားမှာလိုတာကဘာလဲဆိုတော့ပွန်းကကစားကောင်ဒီထဲမှာအမျိုးအစား6မျိုးထဲမှာဘယ်တော့မှနောက်ပြန်ဆုပ်လို့မရတဲ့ကစားကောင်ကပွန်းပဲဖြစ်ပါတယ်ဒါကြောင့်မို့ပွန်းလေးတွေကိုမရွှေ့ခင်မှာကိုကတေချာလေးစဉ်းစားပြီးမှရွှေ့တင်ပါတယ်ဒါကပွန်းလေးတွေဘယ်လိုသွားလဲဆိုတာကိုပြောပြတာပါနောက်တစ်ခုဒါဆိုပွန်းလေးတွေသွားတာကိုသိပြီပွန်းလေးတွေသွားတာသိပြီဆိုတော့ပွန်းလေးတွေကစားရင်ကောဘယ်လိုစားလဲအဲ့တော့ကြားနဲ့မတူတာဟုတ်ပြီဒီမှာနှစ်ကွက်တက်တယ်အမေကလည်းနှစ်ကွက်တက်လာတယ်အဲ့ချိန်မှာကိုကဒီလိုမျိုးကြီးကြော်စားလို့မရပါဘူးချက်မှာမှတ်ထားမှာ chess စစ်တွင်ကစားတဲ့အခါမှာကိုကတစ်ဖက်သူရဲ့ကစားကောင်ကိုစားပြီဆိုရင်အဲ့ကစားကောင်ရဲ့နေရာကိုကိုကရောက်သွားတာပဲဖြစ်ပါတယ်အဲ့တော့ကြော်စားလို့မရပါဘူးဒါဆိုရင်ပွန်းလေးတွေကဘယ်လိုစားလဲဆိုတော့တဲ့သူကဒိုင်ယာကွန်နဲ့စားပါတယ်ဒီလိုမျိုးလမ်းပိတ်ရင်ဆက်ပြီးကြော်လို့လည်းမရဘူးเนาะမှတ်ထားမယ်စားရင်သူကဘယ်လိုစားလဲဆိုတော့ဒိုင်ယာကွန်နဲ့သူ့ရဲ့ဘေးနှစ်ဖက်ဒိုင်ယာကွန်နဲ့မှာရှိတဲ့အရှိဒိုင်ယာကွန်နဲ့နှစ်ခုမှာရှိတဲ့ကစားကောင်ကိုစားလို့ရပါတယ်ဥပမာဒီနေရာမှာဆိုရင် G ပိုက်ကပွန်က F4 ပုံကိုစားလို့ရပါတယ်ဒီမှာလည်းပြန်စားလို့ရပါတယ်ဒီလိုမျိုးကိုကမှတ်ထားပါမယ်ဒါဆိုရင်မှတ်ထားမှာကဖြူပွန်လေးတွေကပွန်လေးတွေကဆိုရင်သွားရင်တက်တက်သွားတယ်စားရင်ဒိုင်ယာကွန်နဲ့စားတယ်ဒါလေးကိုမှတ်ထားပါမယ်ဟုတ်ပြီဒါဆိုရင်စားလို့ပဲရလားမစားရင်ရောမရဘူးလားဒါမေးစရာရှိရယ်စစ်တွေ့မှာကြားနဲ့မတူတာကြားမှာ fine ကောက်တာတွေပါရှိတယ်ဒါပေမဲ့
စစ်တွေ့ရင်မှာစားခြင်းလည်းရတယ်မစားခြင်းပဲနဲ့ကျော်သွားလည်းရတယ်ဒီတိုင်းတည်ထားလည်းရတယ်ဟုတ်အဲ့တော့အဓိကကိုမှတ်ထားမှာပုံးလေးတွေကသွားရင်တက်သွားတယ်တကွက်ပဲသွားတယ်ပထမဆုံး run မှာဆိုရင်သူကနှစ်ကွက်သွားခြင်းလည်းရတယ်တကွက်သွားခြင်းလည်းရတယ်ဒါပေမဲ့ရွှေ့ပြီးရတယ်တကွက်ပဲသွားတော့မယ်စားရင်ဒိုင်ယာကွန်နဲ့စားတယ်ဟောဒီဟာကိုမှတ်ထားရဟုတ်ပြီဒါဆိုရင်စားတာတီးပြီးသွားတာတီးပြီးဒါဆိုရင်နောက်တစ်ခုကိုတီးဖို့လိုတာကဘာလဲဆိုတော့ဒီပုံးလေးတွေကသွားရင်နေတဲ့အဲ့လိုသွားရင်နဲ့ enemy ရဲ့တစ်ဖက်ပြိုင်ဘက်ရဲ့နောက်ဆုံး rank ကိုရောက်သွားပြီဆိုရင်ကိုကဘာဖြစ်မလဲဆိုတော့ယာဒူးတိုးတာပေါ့ promotion ဖြစ်တယ်လို့ခေါ်တယ်ဟုတ်ပြီနော်အလုပ်သမားတွေနဲ့လို့ပြောမယ်ဆိုရင်ဆရာတို့ယာဒူးတိုးတယ်ပေါ့ဟုတ်ပြီလားစူးစမ်းနဲ့ယာဒူးတိုးတယ်ယာဒူးတိုးရင်ဘာရွေးချယ်လို့ရလဲဆိုတော့တဲ့၄မျိုးရွေးချယ်လို့ရပါတယ်ကွင်းပြန်ယူခြင်းလည်းရတယ်ကွင်းယူလို့လည်းရတယ်ဒီမှာနမူနာဆရာပြတယ်ကွင်းယူလို့ရသလိုနောက်တစ်ခါကွင်းမလို့ခြင်းဦးဒါဆိုရင်ဒီမှာ၄កောင်ရှိရယ် bishop ယူလည်းရတယ် rook ယူလည်းရတယ် knight ယူလည်းရတယ်ကွင်းယူလည်းရတယ်အဲ့ဒီမှာအများစုကတော့ကွင်းယူပါတယ်ခြေနေပေါ်မူတည်ပြီးဆရာတို့တစ်ခါလီမှာ bishop ယူရတာရှိရယ် rook ယူရတာရှိရယ် knight ယူရတာရှိရယ်အဲ့တော့အဓိကအမှတ်ထားမှာကကိုကတစ်ဖက်ပြိုင်ဘက်ရဲ့ကိုယ့်ရဲ့ပွန်လေးကတစ်ဖက်ပြိုင်ဘက်ရဲ့နောက်ဆုံး round ကိုရောက်သွားရင် queen ဖြစ်ဖြစ် rook ဖြစ်ဖြစ် knight ဖြစ်ဖြစ် bishop ဖြစ်ဖြစ်ဒီ၄កောင်လေးကကြိုက်တဲ့တစ်ကောင်ပြိုင်လို့ရပါတယ်ကော်မတီနေရာမှာ root ယူခြင်းနဲ့ရပါတယ်ဒါမှမဟုတ် knight လိုခြင်းနဲ့ရပါတယ်ဟောပြီဒါဆိုရင်၃မျိုးရှိပြီအဓိကအမှတ်အမှာကဘုံနဲ့ပတ်သက်ပြီးတော့ဘုံတွေကသွားရင်တက်သွားတယ်စားရင်ဒိုင်ယာကွန်နဲ့စားတယ်သွားရင်နဲ့ပြိုင်ဘက်ရဲ့နောက်ဆုံး round ကိုရောက်သွားတယ်ဆိုရင် promotion အနေနဲ့ကစားကောင်၄កောင်ပြိုင်လို့ရတယ် queen rook knight bishop ဆိုပြီးအဲ့၄កောင်တွေကကြိုက်တဲ့တစ်ကောင်ပြိုင်လို့ရတယ်ဟုတ်ပြီနောက်ထပ်လူသိနဲတဲ့ပုံနဲ့ပတ်သက်ပြီးလူသိနဲတဲ့အရာတစ်ခုရှိပါတယ်ဒါကိုသိရဆိုရင် comment မှာမှန်ကန်လို့ရပါတယ်အဲ့ဒါကဘာလဲဆိုတော့ ampersand လို့ခေါ်တဲ့နေကျော်ဖြတ်စားလို့ခေါ်ပါတယ်နမူနာအနေနဲ့ပြပြပါမယ်ဟုတ်ပြီဒီနေရာမှာကိုယ့်ရဲ့ပွန်းလေးကအဖြူအနေနဲ့ပြောမယ်နော်ကိုယ့်ရဲ့ပွန်းလေးက fifth rank ကိုရောက်နေတဲ့အခါမှာတစ်ဖက်ပြိုင်ဘက်ကသူ့တတိယပွန်းမဟုတ်ဘဲနဲ့အဲ့ဒီတတိယပွန်းရဲ့ဘေးနှစ်ဖက်ကပွန်းတွေကတကွက်မဟုတ်ဘဲနှစ်ကွက်ကျော်တက်လာပြီဆိုရင် ampersand အနေနဲ့ဖြတ်စားလို့ရပါတယ်ဒီလိုမျိုးဖြတ်စားလို့ရပါတယ်ဒီလိုနှစ်ကွက်တက်လာရင်ဖြတ်စားလို့ရပါတယ်ဒီလိုဖြတ်စားတာကိုဘာလို့ခေါ်ဆို ampersand လို့ခေါ်ပါတယ်အမှန်လို့ဆိုတော့နေကျော်ဖြတ်စားလို့ခေါ်တယ်ဒါကိုအများစုမှားတတ်ကြပါတယ်တချို့ဆိုရင် intermediate level ရောက်ရင်တော့မှဒီဟာနဲ့ပတ်သက်ပြီးတော့အငင်းခုန်ဖြစ်တဲ့ပွဲတွေဖြစ်ရတဲ့အခြေအနေတွေလည်းကြုံမှုပါတယ်ဟုတ်ပြီနော်အဲ့တော့ကိုအမှတ်ထားမယ်အဖြူအနေနဲ့ပြောမယ်ဆိုရင်ကိုယ့်ရဲ့ပွန်းလေးက fifth rank ကိုရောက်နေတဲ့အခါမှာကိုယ့်တတဲ့ပွန်းရဲ့ဘေးနှစ်ဖက်ကပွန်းတွေကနှစ်ကွက်ကျော်တက်လာပြီဆိုရင်ကိုကဖြတ်စားလို့ရပါတယ်ဒါပေမဲ့တစ်ခုသတိထားမှာကအဲ့သူစပြီးဖြတ်တက်တဲ့အခါမှာပဲအဲ့အလှည့်မှာပဲကိုကကြော်စားလို့ရမယ်အဲ့လိုမဟုတ်ဘူးထားပါတော့ကိုကတခြားကွက်ရွှေ့လိုက်ပြီးနောက်တစ်လှည့်ကျမှဒီလိုမျိုးဖြတ်စားခြင်းနဲ့ဆိုရင်မရတော့ပါဘူးဒါကိုတော့ကိုကမှတ်ထားပါမယ်အဲ့တော့နေကျော်ဖြတ်စားလို့ခေါ်တဲ့ ampersand ဟာကိုယ့်ရဲ့ပွန်က fifth rank ရောက်နေတဲ့အခါမှာတစ်ဖက်ပြိုင်ဘက်ရဲ့ပွန်ရဲ့တက်မှာရှိရဲ့ပွန်မဟုတ်ဘဲနဲ့တခြားဘေးနှစ်ဖက်ကပွန်တွေကနှစ်ကွက်ကျော်တက်လာရင်အဲ့ဒီအလှည့်မှာဖြတ်စားလို့ရပါတယ်ဒါကိုနေကျော်ဖြတ်စားလို့ခေါ်တယ်အဲ့လေမှာမစားဘဲနောက်တစ်လက်ကျမှစားလို့မရတော့ပါဘူးဒါကအဖြူအနေနဲ့ပြောတာတကယ်လို့အမဲအနေနဲ့ဆိုရင်ကိုယ့်ရဲ့ပွန်လေးက4 round ကိုရောက်နေတဲ့အခါမျိုးမှာတစ်ဖက်ပြိုင်ဘက်ရဲ့ပွန်ကနှစ်ကွက်ကျော်တက်လာတဲ့အခါဆိုရင်အဲ့အလဲမှာဖြတ်စားလို့ရပါတယ်ဒါကို ampersand လို့ခေါ်ပါတယ်ဒါလေးသိထားရင်ရပါပြီဒါဆိုရင်ဒီသင်ခန်းစာမှာပြောသွားတာကပွန်အကြောင်းဖြစ်ပါတယ်ပွန်အကြောင်းမှာပွန်လေးသွားရင်ဘယ်လိုသွားလဲစားရင်ဘယ်လိုစားလဲ promotion ဘယ်လိုယူလဲနောက်တစ်ခါ ampersand အကြောင်းကိုပြောပြသွားပါတယ်အဲ့တော့တခုခုမသိရရှင် comment မှာလာပြီးတော့မေးလို့ရပါတယ်